တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့တင်ဆက်ပေးမယ့် Anime ကတော့ Matchly Magic and Master ရဲ့ Episode 2ပဲဖြစ်ပါတယ် Episode 2ရဲ့အစမှာတော့ Aston ကျောင်းကဆရာဖြစ်တဲ့ Cloud ကဝင်ခွင့်ဆောင်မှုပွဲလာဖြစ်တဲ့ကျောင်းသားတွေရဲ့အခြေအနေကိုကဲခတ်နေခဲ့တယ်အဲ့မှာကျောင်းသားအများစုကဆောင်မှုပွဲအတွက်ပြင်ဆင်နေကြပြီးမြက် Match ကတော့ Magic School ကိုလာပြီးဝိမနေတာကြောင့် Cloud လည်းသူမြင်တာကိုမယုံနိုင်အောင်ဖြစ်နေခဲ့ကဟာဘယ်ကောင်က Magic School မှာလာပြီးဝေးလာမနေတာလဲဟာဆိုပြီးမိကွန်ထုတ်နေခဲ့မိတယ်အဲ့ဒါကြောင့်အမြင်မှားနေတာလားဆိုပြီး Match ကိုထက်ကြည့်လိုက်တော့မာဆန်တက်မဲ့စာအုပ်တွေကိုဖတ်ပြီးအောက်ပိုင်းထိုင်နေတဲ့လေ့ကျင့်ခန်းကိုပါလုပ်နေခဲ့တယ်အဲ့ဒါကြောင့် Cloud လည်းပူအံ့ဩသွားခဲ့ပြီးဖတ်မဲ့ဆိုရင်လည်း Magic စာအုပ်ဖတ်ဆိုပြီးအော်ပြောနေခဲ့က Match နောက်ကလူမြင်ကွင်းမှာပုံနေတဲ့နှစ်ယောက်ကိုလည်းဘာလားဆိုပြီးပြောနေခဲ့တယ် Brand နဲ့ Recro ကတော့ Match ကိုစိတ်မချလို့နောက်ကနေလိုက်ချောင်းနေခဲ့တာဖြစ်ပြီး Match ကတော့စာမေးပွဲအောင်ဖို့အတွက်စိတ်အားထက်သန်နေခဲ့တယ်စာမေးပွဲကိုစတော့ Cloud ကလူထင်ကြီးအောင်လို့မီးတွေကြားကနေထွက်လာခဲ့ပြီးသူ့ကိုယ်သူမိတ်ဆက်လိုက်တယ်ကျောင်းသားတွေကကလောက်ကိုဇွတ်တင်ကြီးနေလို့ကလောက်လက်စိတ်ကျေနပ်နေတော့ Match ကမိတဲ့ကလာတော့ဖင်တော်ဘူးမှာပဲလို့ပြောလိုက်တယ်။အဲစကားကြောင့်ကလောက်က Match ကိုစိတ်ထဲတင်းသွားခဲ့ပြီးစာမေးပွဲကိုဆက်ကကျောင်းသားတွေကိုခုံမထိုင်ခိုင်းခဲ့တယ်။ကျောင်းသားတွေကခုံချက်မတွေ့လို့တိုင်ပတ်နေတော့ကလောက်ကနောက်တစ်ခွက်ပြတဲ့အနေနဲ့မချစ်စွမ်းနဲ့ထိုင်ကုန်တွေကိုဖန်တီးလိုက်ပြီးစာရွက်နဲ့ဘောပင်တွေကိုပါနေရာကျစီစဉ်လိုက်တယ်။အဲ့မှာအကုန်လုံးကကလောက်ကိုဝိုင်းချီကျူးကြပြီးမြက် Match ကခုံစီထားတဲ့တန်းထဲကိုခေါ်သွားပါလာလို့ပြောလိုက်တာကြောင့်ကလောက်ကထက်တင်းသွားခဲ့ပြီးစာမေးပွဲကိုစတင်ခဲ့တယ်။ပထမဆုံးစာမေးပွဲအနေနဲ့ကျောင်းသားတွေကကလောက်ပြုတ်လုပ်ထားတဲ့ Magic စာလုံးတွေကိုတဒန်းနဲ့ဖြစ်အောင်ရေးရမှာဖြစ်ပြီးကျောင်းသားအများစုကအခက်တွေ့နေခဲ့ပြီးမြက် Match ကစာလုံးတွေကိုဟဲ့အောင်နေပြောနေတော့ရက်လိုက်စမ်းမဟုတ်ရင်ဒီ fountain လုံးဖြစ်သွားမယ်ဆိုပြီးချင်းချောက်လိုက်တော့စာတွေကချက်သွားခဲ့ကအဲ့ဒါကိုမြင်တဲ့ Brad တို့နှစ်ယောက်လည်းပါဇက်အဟောင်းသားဖြစ်သွားခဲ့တယ်။ Match ကတော့အဖြေစာရွက်ကိုကလောက်ကိုပေးလိုက်ပြီးသူကဟမ်ဒီမေဘေးလေးတော့ကြပြီထင်တယ်ဟာအကုန်မှန်နေပါလားဆိုပြီးကလောက်က Match ကိုကြည့်ကအန်အောနေခဲ့တယ်အဲနောက်မှာစစ်တဲ့ဆောင်ဝေးပွဲတွေကိုလည်း Match ကသူ့ရဲ့အားကိုခိုးသုံးပြီးအကုန်လုံးကိုအောင်သွားတာကြောင့်ကလောက်ကတော့ဒီငက်ကြောင်ဘာလို့မကြသေးရလဲဆိုပြီးအကြံတွေထုတ်နေခဲ့ကနောက်ထပ်ဆောင်ဝေးပွဲကိုစတင်တယ်နောက်ဆောင်ဝေးပွဲကတော့ဝင်ကဘာထဲကနေမိနစ်30အတွင်းထွက်ရမှာဖြစ်ပြီး Match ကတော့လွယ်လုံးတယ်လို့ပြောနေခဲ့တယ်အဲ့ချိန်မှာ Lemon တို့ခေါ်တဲ့ကောင်မလေးကအနားကိုကြောက်လာခဲ့ပြီး Match ကိုတူသွားလို့ရမလားလို့မေးခဲ့တယ် Match ကဘာလို့လဲလို့မေးတော့ Lemon ကတယောက်ထက်နှစ်ယောက်ကပိုကောင်းတယ်လို့ပြောလိုက်ပြီး Match ကလည်းမှန်တယ်လို့ပြောကအထူသွားကြတယ်ဒါပေမဲ့ Lemon ကတလန်းလောက်ထောင်းချောက်တွေကိုနင်းမိပြီးအချိန်ကပူကြနေတာကြောင့် Match က Lemon ကိုကြည့်ပြီးနှစ်ယောက်ကဘလို့ပိုကောင်းတာလဲလို့မေးလိုက်တယ်အဲ့နောက်မှာ Match ကလူအော်တန်ကြားလိုက်ရပြီးတွားကြည့်ဖို့ပြင်တော့ Lemon က Match ကိုသူမရဲ့ Magic ကိုတုံပြီးချုပ်ထားလိုက်တယ်ပြီးတော့ Lemon က Match ကိုတောင်းပန်လိုက်ပြီးဒီဝင်ကဘာတွေကနေထွက်သွားလို့မရဘူးလို့ပြောခဲ့က Match ကဘာလို့လဲလို့မေးတော့ပြန်မဖြေခဲ့ဘူးအဲ့မှာ Match လည်းတောင်းပန်တယ်လို့ပြောလိုက်ပြီး Lemon ချုပ်ထားတဲ့လက်ထိပ်တွေကိုဖြတ်ကထွက်သွားခဲ့တယ် Lemon လည်း Match ရဲ့နောက်ကိုလိုက်ဖို့လုပ်ပေမဲ့ Sphinx ရုပ်ထုကြီးကရောက်လာပြီး Lemon ရဲ့မှော်တုပ်ကိုပုတ်ထုတ်လိုက်တယ်အဲ့နောက်မှာ Sphinx ရုပ်ထုက Lemon ကိုညံစမ်းနေမေးနေခဲ့ပြီး Lemon လည်းမှော်တုပ်မရှိတာကြောင့်ဖြေဖို့ကြိုးစားပေမဲ့အကြောက်လွန်ပြီးမဖြေနိုင်ခဲ့ဘူးအဲ့ဒါကြောင့်ရုပ်ထုက Lemon ကိုဒဏ်ပေးဖို့လုပ်ပြီး Lemon လည်း Match ကိုလိန်ခဲ့တဲ့အတွက်ဒဏ်ခံရတဲ့နယ်လို့တွေးကငြိမ်နေလိုက်တယ်အဲ့ချိန်မှာ Match ကရောက်လာပြီးရုပ်ထုကိုထိုးလိုက်က Lemon ကိုကယ်တင်လိုက်တယ် Lemon ကသူ့ကိုဘာလို့ကယ်တင်လိုက်တာလဲလို့မေးတော့ Match ကသူနဲ့ဘွားတူဆိုရင်စိတ်မကောင်းဖြစ်လို့ဆိုပြီးပြန်ပြောခဲ့တယ်အဲ့အချိန်အပြင်မှာရှိတဲ့ကလောက်ကတော့ဟိုမေဘေးလေးဒစ်လက်နေလောက်ပြီလို့တွေးနေခဲ့တယ်အဲ့နောက်မှာ Match တို့လည်းအချိန်မီအပြင်ရောက်ဖို့အတွက်နိုင်ရန်တွေကိုဖြတ်ပြီးထွက်လာခဲ့ကအပြင်ကိုရောက်တော့Match ကိုကြည့်နေတဲ့ចောင်းသားတွေကနိုင်ရန်ကိုဖောက်ပြီးထွက်လာတာဟာမတရားဘူးလို့ဝိုင်းပြောနေခဲ့တယ်။အဲ့မှာ Lemon က Match မှာအပြစ်မရှိကြောင်းနဲ့ Match ကိုဝင်ကပါတဲ့ကထွက်လို့မရအောင်လို့ကလောက်ကသူ့ကိုခိုင်းထားတာဖြစ်ကြောင်းအားလုံးကိုကြားအောင်ပြောလိုက်တယ်။အဲ့နောက်မှာ Lemon ကသူမမိသားစုကဆင်းရဲတာကြောင့်သူမကဆောင်မေးပွဲကိုအောင်ကျန်တာဖြစ်ပြီးကလောက်က Match ကိုနောက်ဆက်နိုင်ရင်အောင်ပေးမယ်လို့ပြောတာကြောင့်လုံးမိတာဖြစ်ကြောင်းပြောပြခဲ့တယ်။ကလောက်ကတော့ငါကဆရာဖြစ်လို့ချချန်တဲ့လူကိုချတာမကျေနပ်ဘူးလားလို့မေးလိုက်ပြီး Match နဲ့ Lemon ကိုစာမေးပွဲကြားတယ်လို့ပြောလိုက်တယ်မကျေနပ်ရင်တော့သူနဲ့လာတိုက်ဖို့ပြောလိုက်ပြီးအဲစကားကိုကြားတဲ့ Match ကလည်းချက်ချင်းပဲကလောက်ရဲ့အနားကိုကတ်ကမှော်တုပ်ကိုဖျက်ဆီးလိုက်တယ်မြင်တဲ့သူတွေအကုန်လုံးကအံ့ဩသွားခဲ့ပြီးကလောက်ကပြန်တိုက်ဖို့လုပ်ပေမဲ့ကျောင်းကြီးကရောက်လာကကလောက်ကိုတားလိုက်တယ်အဲနောက်မှာကျောင်းကကလောက်ကိုသူ့ရုံးခန်းကိုခဏနေရင်လာခဲ့ဖို့ပြောလိုက်ပြီးနောက်ဆုံးစာမေးပွဲအနေနဲ့ Match ကိုတနေရာကိုခေါ်သွားခဲ့တယ်အဲမှာ Match ကိုသူတို့ကျောင်းနဲ့ပတ်သက်ပြီးမေးခွန်းတွေကိုမေးနေခဲ့ကနောက်ဆုံးမေးခွန်းအနေနဲ့ကျောင်းကြီးကငါလို့မင်းထက်အင်အားကြီးတဲ့သူနဲ့ဘယ်လိုညှဉ်းဆိုင်မှာလဲလို့မေးလိုက်ကသူ့ရဲ့ Match နဲ့အကောင်ကြီးတစ်ခုကိုဖန်တီးလိုက်ပြီးအချွန်ဟာအောက်မှာရှိတဲ့ရုပ်ကိုထိုးမိရင် Match ရဲ့အဖိုးကသိမယ်လို့ပြောလိုက်တယ် Match ကချက်ချင်းပဲအချွန်ကိုပြေးထိုးခဲ့ပြီးမြဲသူ့လက်ပဲတန်ရန်ရသွားခဲ့ကအဲ့မှာကျောင်းကြီးကဟဲ့အောင်မင်းဒီလိုချင်းနေမှာဘာလို့မှလဲလို့မေးလိုက်တယ်အဲ့မှာ Match ကမကြောက်မရွံ့ပဲသူ့လက်ကိုအချွန်ထိုးခံကတားလိုက်တာကြောင့်အကုန်လုံးကလန့်ကုန်ကြတယ် Match ကဒီစစ်ဆေးမှုဟာခံနိုင်စစ်ဆေးတာမလားလို့မေးလိုက်တော့ကျောင်းကြီးကစွမ်းအားဆိုတာအကူအညီပေးနိုင်တယ်လို့အန်ရလေးဖြစ်စေလို့အသုံးပြုသူပေါ်မူတည်တယ်လို့ပြောလိုက်ကသူ့အနေနဲ့အားနည်းသူကိုကူညီအားကြီးသူကိုထိန်းချုပ်ပေးချင်တာဖြစ်တယ်လို့ရှင်းပြရင်မင်းမကအစွမ်းရည်တွေပိုင်ဆိုင်တယ်လို့ချီးကျူးလိုက်တယ်အဲ့မှာသူ့စွမ်းအားတွေကိုချုပ်သိမ်းလိုက်ပြီးဖျောင်းနိုင်နေတဲ့အခန်းကိုမီးထွန်းလိုက်တယ်အဲ့မှာ Match ကခုနကမေကွန်းကိုကျောင်းကြီးနဲ့ညင်ဆိုင်ရမယ်ဆိုရင်ဆရာကိုကျွန်တော်လက်တီကျွေးပြီးနောက်ဝက်ကိုပို့ပေးလိုက်မယ်လို့ပြန်ဖြေလိုက်တော့ကျောင်းကြီးလည်းကြောင်သွားပြီးတခြားသူတွေကတော့စောက်ကလေးကရိုင်းလိုက်တာဆိုပြီးဝိုင်းဆဲနေကြတယ်ဒါပေမဲ့ကျောင်းကြီးက Match ကိုသဘောကျသွားပြီးအဆန်ကျောင်းသားဖြစ်လက်ခံလိုက်တယ်အဲ့လိုနဲ့ Magic ကျောင်းမှာ Magic လုံးဝမသုံးနိုင်တဲ့ Match ကဝင်ခွင့်ရသွားခဲ့ပြီးအတန်းချိန်စတော့ဆီယမကတောက်ဖွင့်တဲ့ spell ကိုတင်ပေးတယ် Match ကအားနဲ့ပဲဆွဲဖွင့်လိုက်တာကြောင့်ဆီယမကဟဲ့လက်တာအဲ့လိုဖွင့်ခိုင်းတာမဟုတ်ဘူးလေဆိုပြီးတော့တကြီးနဲ့အော်ပြောနေခဲ့တယ် Match ရဲ့တန်းပေါ်ဖြစ်တဲ့ Fin ကတော့
match ကိုကြည့်ကဒီကောင်နဲ့ဝဝင်းနေမှဖြစ်မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ကန်ဆိုးချင်တော့သူ့ရဲ့အခန်းဖော်က match ဖြစ်နေခဲ့ပြီးသူတို့ချင်းချင်းမိတ်ဆက်လိုက်ကကျောင်းမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားကြမယ်ဆိုပြီးပြောလိုက်တယ်။အဲနောက်မှာ match ကသူ့ရဲ့ကြွက်သားရဲ့နာမည်တွေကိုရွတ်ပြနေလို့ဖင်တယောက်လည်းကောင်းနေခဲ့တယ်။အဲမှာ match ကကျောင်းမှာအမျှော်မြင်ရှိဆုံးကျောင်းသားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးမေးလိုက်တော့ Finn ကရွှေတင်းကားတွေရှိရမယ်လို့ပြောပြကအဲ့ဒါတွေကိုရဖို့ဆိုရင်ကျောင်းသင်ခန်းစာတွေမှာထူးချွန်ရမှာဖြစ်ပြီးအတန်းမှာစစ်နေစရိုက်ကြနေခြင်းတော့ကျောင်းတို့ခံရလိမ့်မယ်လို့ရှင်းပြတယ်။ match လည်း Finn ကိုမင်းကလူကောင်းတယောက်ပဲလို့ပြောလိုက်ရင် Crimper မုတ်ကိုပေးလိုက်တော့ Finn လည်းယူလိုက်က match က Magic School မှာအမျှော်မြင်ရှိဆုံးကျောင်းသားဖြစ်လာမလားဆိုတာကတော့နောက်ပိုင်းတွေမှာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တကယ်ချင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်